စီနီဂေါကစားသမားတွေဟာ FIFA ရဲ့အကြီးမားဆုံးကမ္ဘာဖလားအိမ်မက်ဆိုဖြစ်လာနိုင်တဲ့အရာကိုဖော်ထုတ်ဖက်တော်နေတဲ့ပုံကိုကင်မရာမှာမှတ်တမ်းတင်ခံခဲ့ရပါတယ်။အမေရိကန်နဲ့ကနေဒါကအားကစားကွင်းတိုင်းတို့မှာပြုပြင်ထိန်းသိမ်းရတာစေးတထားပြီးရာသီဥတုဆိုးရွားမှုကိုခံနိုင်ရရှိတာကြောင့်အတူမြက်ခင်းပင်ကိုအသုံးပြုကြတာကိုမြင်တွေ့ရပါတယ်။ဒါပေမဲ့ FIFA မှာတင်းကျပ်တဲ့စီမင်းတစ်ခုရှိပါတယ်။ကမ္ဘာဖလားကွင်းစင်တွေကိုတဘာဝမြက်ခင်းပင်မှာကစားရမယ်လို့ဆိုပါတယ်။ကစားသမားတွေနဲ့နီးပြတွေဟာ NFL အားကစားကွင်းတွေကိုနှစ်ပေါင်းများစွာဝေဖန်ပြီးနောက်မှာဒါဟာကြီးမားတဲ့ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်။ကူဘာအမေရိကန်နဲ့ Club World Cup ပွဲစဉ်တွေမှာဘောလုံးဟာထူးဆန်းစွာခုန်ထန်နေပြီးကွင်းတွေဟာတကယ်ဘောလုံးကွင်းတွေလိုမခံစားရဘူးလို့လူအများကညှဉ်းညူခဲ့ကြပါတယ်။ဒါကြောင့် FIFA ကဖြည့်ရှင်းတစ်ခုရှာတွေ့ခဲ့ပါတယ်။သူတို့ဟာကျွမ်းကျင်သူတွေကိုတာရန်ပြီးဒေါ်လာတန်ပေါင်းများစွာထုံးဆွဲကချန်တွေမှာအထူးတဘာဝမြက်ခင်းပင်တွေကိုစိုက်ပျိုးခဲ့ကြပါတယ်။အစီအစဉ်ကအလွန်ထူးချွန်တယ်လို့ထင်ရပါတယ်။မြက်ခင်းပင်တွေကိုလာပေါင်းများစွာကြိုတင်စိုက်ပျိုးပြီးရေခဲဒေတာတဲ့ထက်ကမိုင်းရပေါင်းများစွာတည်ယူပို့ဆောင်ကမြောက်အမေရိကတွင်ကအားကစားကွင်းတွေအတွင်းတက်ဆင်သွားမှာပါ။ဒီဗီဒီယိုပြန့်နှံ့သွားတဲ့အထိပြိုမိုင်းက FIFA ဟာသူတို့ရဲ့အကြီးမားဆုံးခေါင်းခဲစရာကိုနောက်ဆုံးတော့ဖြည့်ရှင်းပြီးပြီလို့ထင်ခဲ့ကြပါတယ်။စီနီဂေါအမျိုးသားအသင်းဟာ Bank of America အားကစားကွင်းမှာလေ့ကျင့်နေပါတယ်။အားကစားကွင်းမှာကမ္ဘာဖလားပွဲစဉ်တွေကိုလက်ခံကျင်းပမှာမဟုတ်ပေမဲ့ FIFA ဟာအထူးကပြိုင်ပွဲတွေအတွက်ပြင်ဆင်နေတဲ့အလားတူတဘာဝမြက်ခင်းပင်စနစ်နဲ့အတူမြက်ခင်းပင်ကိုအစားထိုးပြီးထွားပါပြီ။ပြီးတော့ထူးဆန်းတဲ့အရာတစ်ခုဖြစ်ခဲ့ပါတယ်။စီနီဂေါကစားသမားတော်များများကဘောလုံးကိုပစ်ချပြီးခုံပေါက်နေတာကိုကြည့်ချင်းအားဖြင့်ကွင်းကိုစမ်းသပ်ခဲ့ကြပါတယ်။ပုံမှန်ခုံပေါက်နေမှာအစားဘောလုံးကပြန်မတက်လာတဲ့လောက်ပါနဲ့ကွင်းကလုံးဝညှိတက်နေတယ်လို့ပါပဲ။